ကိုယ်ကိုမဆောက်နေတာကိုကြတယ်နိုင်ငံတော်ရဲ့တောင်းဆိုမှုအားဖြင့်စီမံရေးလုပ်ငန်းရှင်ဖြစ်တော်မှာဒီဟာဒီလိုဒီကံပြီးဆိုပါရင်ဒီဟာဒီလိုရဲ့ဘဝစာရဒီလို年后生活的我这里有年后工厂调查起来的，第一年这个年的退伍，香港的这批，我也我年配他的这批，我也有光白配他的这批是年也有，这批退伍第一年的是有些年，第啥的有些年，第一前后在楼也这样有变化的，我妈妈你家里这个我妈不差。这个玩意儿是欧洲型的最简单的，以欧洲型的最简单，刚刚我差不多就是把这个我这个里面接下来两万五，然后因为然后安全上的这边我身上的呢，然后小这个话的话，这个呢这个是我现在这个呢也有的呢，这个呢。Graduation certificate လက်ခံရယူမည် Batch 1မှာ Miss Nomomo ရေနာဖြစ်ပါတယ်ရှင် Miss Santiwa Silent Ila Miss Santiwa ဖြစ်ပါတယ်ရှင် Miss Lily Say Out ဖြစ်ပါတယ်ရှင် Miss Irene ကျွန်တော် Irene ဖြစ်ပါတယ်ရှင် Miss Susan Darwin ဤဆောဖြစ်ပါတယ်ရှင် Batch 1မှာ Miss Melanie ဖြစ်ပါတယ်ရှင် Graduation certificate လက်ခံရယူပြီး Batch 2မှာ Miss မြတ်ပလဲဝင်းဟီချင်းဖြစ်ပါတယ်ရှင် Graduation certificate လက်ခံရယူပြီး Batch 2မှာ Miss မြတ်နိုးပြီးဟီချင်းဖြစ်ပါတယ်ရှင် Miss ခင်သက်ထွေးခါဟီဖြစ်ပါတယ်ရှင် Graduation certificate လက်ခံရယူပြီး Batch 2မှာ Miss နတ်ဝင်းငုံဦးအုံပြုံးဖြစ်ပါတယ်ရှင် Miss စမ်းမြထေး GR ဖြစ်ပါတယ်ရှင် Miss စိတ်စာချီသိမ့်ရေအောင်ဖြစ်ပါတယ်ရှင် Batch 2မှာမြန်မာငယ်လေးများအားဆုချီးမြှင့်ပေးပါတော့ CEO Miss အင်ဂျီယာအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် Batch 3မှာ Miss စုမြတ်နဒီစောအားဖြစ်ပါတယ်ရှင် Graduation certificate လက်ခံရယူပြီး Batch 3မှာ Miss Honey နဲ့နာအောင်ဖြစ်ပါတယ်ရှင် Miss နော်ဆန်းဆန်းဝင်းအွန်ဂျီဖြစ်ပါတယ်ရှင် Batch 3မှာ Miss Nobita A Hyun ဖြစ်ပါတယ်ရှင် အထက်မှန်ရယူပြီး Miss Fu Point Arden ဖြစ်ပါတယ်ရှင်
ခံစားတတ်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ချစ်ခင်လေးစားအားကြပါတယ်အမတွေအားလုံးကိုလည်းဒီနေရာကနေအထူးကျေးဇူးတင်ပါတယ်တင်တဲ့ကာလတစ်လျှောက်လုံးမှာလည်းကျေးဇူးတင်ပါတယ်ချစ်ဆက်ပြီးတော့လည်းဒီချက်တို့အများကြီးတင်တော့အများကြီးဆုံးမသိခဲ့တဲ့အတွက်အမတွေကိုအများကြီးကျေးဇူးတင်ပါတယ်ကျတော့ချစ်ပါတယ်ချစ်ဆက်ပြီးတော့지금 마케팅에서 일하고 있습니다. 오늘 이렇게 뜻깊은 이 관점을 시작했을 때는 우리가 아직 올수 있었습니다. 속에서 지시뿐만 아니라 선배님들께도 지심으로 감사의 마음으로 지심으로 감사드립니다. 오늘 파원의 회사에 불우한 학생들입니다. 한국어 레벨 1과 레벨 2로 배웠습니다. 선배님들께 진심으로 감사합니다. 한국 손님들도 앞으로도 고유 있습니다. 앞으로 최선을 열심히 하겠습니다. 감사합니다.အားလုံးပြည်ပအောင်တဲ့သူစီပြီးအလားပါဆုံးပြုံးနေရဖြင့်တက်ပုံရက်တူပေးကြပါရှင် graduation ceremony အခမ်းအနားကိုအင်းလျာတွင်ပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ရှင်